ဒါကတော့ကျွန်တော်ကဒါပွဲထဲမှာအစမ်းစော့ဗျာ Wi-Fi ပျောက်သွားပြီအခုလိုမျိုး PUBG mobile game ကိုသူများထက်ပို့ပြီးတော့လက်တော့ချင်တယ်လက်မြန်ချင်တယ်ဆိုတော့ဒီလိုမျိုး mobile game trigger လေးတစ်ခုကိုစောင့်ထားတဲ့လေခင်ဗျာဒီကလစ်လေးနဲ့ဆိုတော့ဒီလိုမျိုးပြစ်လို့ရတယ်အဲ့လိုမျိုးထီရောက်ပါပြီโอเคပြင်တော့ပြန်ကောက်ရော့အဲ့မှာတစ်ချက်headshot ပုံမနေပဲဒီ mobile game trigger လေးက PUBG gamer တွေအတွက်ဘယ်လိုပြောမလဲမရှိမဖြစ်လက်ဆွဲအိတ်ဆောင်ပစ္စည်းဆိုလဲမမအောင်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတိုင်းလက်နဲ့စော့တာတက်ဆိုင်ဒီလိုမျိုး trigger လေးနဲ့စော့တာပို့ပြီးတော့လက်မြန်နေနောက်ပြီးတော့ကျွန်တော်တို့ဒီ jargon software တွေဘာညာเนาะ keyboard တွေနဲ့စော့တယ်လို့ game cloud တွေနဲ့စော့တယ်လို့ jargon software တွေဘာလဲမလိုဘူးဗျအဲ့ဒီအတွက်ဒီလို ban တွေပါ ban မှာကိုလည်းကြောက်เสียမလိုဘူးဗျเนาะနောက်ပြီးတော့ဒီကောင်ကauto လဲပါတယ်เนาะ auto ပါတဲ့တော့ကျွန်တော်ဒီတိုင်းနဲ့ဖိလိုက်တာနဲ့ဥပမာဆို8ချက်16ချက်32ချက်စသဖြင့်အဲ့လိုမျိုးနှိပ်ပေးတာပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့လက်နဲ့နှိပ်ထားတဲ့ဆိုင်ဒီကောင်နဲ့ဆိုရင်ပို့ပြီးတော့လက်မြန်ချေမြန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ PUBG game မှာ PUBG mobile game မှာကျွန်တော်တို့က pro player တယောက်ဖြစ်ချင်တယ်ဆိုတော့ DPC ကလည်းမရှိမဖြစ်ဆောင်ထားတင်တဲ့ပစ္စည်းတစ်ခုဖြစ်တယ် DPC ရဲ့ power ပစ္စည်းတွေကဘာတွေလဲ DPC ရဲ့အတုံးဝင်ပုံအတုံးပြုပုံအသေးစိတ်ကိုကျွန်တော်ကဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါလေးက Mimo AK05 mobile game trigger ရဲ့ packaging ဘူးပုံစံလေးပါသူထဲမှာဘာတွေပါလဲကြည့်လိုက်ရအောင်ဒါအပုံးခွင့်မယ်ဆိုရင်တော့ဒီဘက်ထောက်ကနေစဖွင့်ပြီးပြီဆိုရင်အပေါ်မှာဒါကတော့ဒီ Mimo ဒါ brand ရဲ့ဒါစက်ကူအဖုံးလေးပေါ့နော်ကပါအခွန်လေးဒီလိုလေးပြထားတယ်โอเคပြီးပြီဆိုရင်တော့အထဲထဲမှာကဒါ mobile game trigger ကသူကနှစ်ခုရှိမယ်နှစ်ဖက်ပေါ့နော်နှစ်ဖက်သူကကျတော့2 trigger ပေါ့နော်သူကတော့ဘယ်ဘက်ကနေညံ့ညံ့နှစ်ဖက်လုံးကြိုက်တဲ့နေရာနှိပ်လို့ရဒီဘက်ကနှိပ်လဲရတယ်ဒါမှမဟုတ်ဒီဘက်ကနှိပ်လဲရဒါပေမဲ့သူကတော့အတူတူပဲအလုပ်လုပ်တယ်2 trigger ပေါ့နော်2 trigger ပြီးတော့တစ်ဖက်ကကျတော့သူက auto move ပါတယ် fast move ပါတယ်တော့သူကအားသွင်းပေးရတယ်အဲဒါကြောင့်မလို့ဒီမှာအားသွင်းပေါက်တွေပါတယ်အားသွင်းဖို့အတွက်ဆိုရင်သူကအားသွင်းကြိုးလေးလည်းပါတယ်ဒါ Android ကြိုးလေးလေဒီကြိုးပြောက်ဝိုင်းနေတာဖုန်းအားသွင်းကြိုးလေးနဲ့တွင်းလို့ရတယ်တစ်ဖက်ကတော့အားသွင်းကြံမလို့နှစ်ဖက်လုံးမှာဘက်ထရီမပါဘူးဒီဘက်ကကျတော့ဒါအားသွင်းကြံမလို့ဘူးဒီဘက်ကကျတော့အားသွင်းပေးရဒီကောက်မှာ auto move ပါတဲ့အတွက်မအားသွင်းပေါက်လေးပါတယ်အားသွင်းပေးရပြီးပြီဆိုတော့ဒီမှာကတော့ဒါသူ့ရဲ့ဒါ warranty ကတ်လေးလာမသိဘူးနော်ဒါသူ့ရဲ့quality certificate တဲ့ certificate ကတ်လေး2024 10လပိုင်း certificate ပြီးတော့ဒါကတော့အညွှန်းစာရွက်လေးဒီအညွှန်းစာရွက်ထဲမှာဆိုရင်သူ့ရဲ့ပစ္စည်းရဲ့ specification တွေကိုဒီချာရေးပေးထားတယ်ဘာပါဝင်ပစ္စည်းတွေပါတာအစားပြီးပြီဆိုရင်ဒီထဲမှာ auto move ပါတဲ့အတွက် pass move ပါတဲ့အတွက် pass move ဘယ်လိုသုံးရမလဲဆိုတော့သူကရေးပေးထားတယ်ပေါ့နော် right left ဒါအနီရောင်မီးလင်းရင်ဘာဖြစ်တယ်အပြာရောင်မီးလင်းရင်ဘာဖြစ်တယ်စသဖြင့်ပေါ့ဒီမှာအသေးစိတ်အညွှန်းလေးဖတ်လို့ရတယ်ဒီမှာဘယ်လိုညံ့မယ်ဆိုတာရေးပေးထားတယ်နော်ဒီမှာသူက gear က4ခြင်းပါတယ် first gear second gear second gear ဆို8ချက် third gear ဆို16ချက် fourth gear ဆိုရင်နော်30အချက်30ပဲเนาะအဲ့လိုမျိုးဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်တို့က long press လုပ်ပြီးဖွင့်ပြရအောင် okay အဲ့ဒါဆိုရင်ဒီဟာလေးကိုကျွန်တော်ကနမူနာအစမ်းလေးတုံးပြမယ်เนาะအခုကျွန်တော် Mimo AK05 mobile game trigger ကိုကျွန်တော်ဖုန်းမှာညက်မယ်ဖုန်းမှာညက်တဲ့ခါကျရင်ကျွန်တော်ဘယ်တစ်ဖက်ညာတစ်ဖက်ပေါ့အဲ့လိုညက်တဲ့ခါကျရင်ဒီမှာဒီလိုအပေါင်းကလေးပါတဲ့ဘက်ချန်ကကျွန်တော်ဒီဖုန်းရဲ့ screen ပေါ်မှာရှိရမယ်နော်ဒီလိုမျိုးညက်မယ်ဒီဘက်ချန်ကိုလည်းဒီတိုင်းလေးညက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်တစ်ဖက်ညာတစ်ဖက်ပေါ့ကိုအဆင်ပြေတဲ့လက်လန်းမီတလောက်ကိုတေချာညက်လိုက်ပေါ့ဒါဆိုတော့ရပြီနော်ဒီမှာတို့ကအနောက်ကဒီညက်ကလေးကုတ်ကလေးနဲ့ဒီမှာဝါရှာလေးနဲ့ဆိုတော့တုံချောပြီးကြတာမျိုးမဖြစ်ဘူးပေါ့နော်ကုတ်အားကောင်းတယ်ပေါ့ပြောမယ်ဆိုရင်ဒီဝါရှာကလေးကသူကတုံကိုဖုန်းမှာညှက်ပြီးသွားပြီဆိုရင်တုံချောပြီးတော့ကြတာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးအဆင်ပြေတယ်ဗျနော်โอเคဒါဆိုတက်ဆင်လို့ပြီးသွားပြီဆိုရင်ကျွန်တော် game ထဲမှာဘယ်လိုဆက်လက်လုပ်ရမလဲဆိုတော့ကျွန်တော်ဆက်ပြောပြမယ်ဒီ Mimo AK05 ရဲ့ဒါ gear switch လေးတွေကိုကျွန်တော်အနေငယ်ရှင်းပြပေးမယ်ဒီမှာရေးထားတဲ့ first gear ကသူက long press ဖိလိုက်မယ်ဆိုရင်ဒါ single shot ဖြစ်ပါတယ်သူကဘယ်လို minute ပြလဲဆို steady light ဆိုလို့ပြပေးတယ်
နော်ဒါမိပြလေးအငိမ့်လေးနေပေါ့ဗျာအဲ့တော့ဒီမှာဖိရမယ့်ခလုတ်လေးကဒီခလုတ်လေးနော်ဒီခလုတ်လေးကိုကျွန်တော်တို့ကြဖိပေးလိုက်မယ်ဒါဆိုရင်တော့မိပြလေးကဒီလိုမျိုးလေးအငိမ့်လေးနေမယ်ဒါဆိုတော့ကျွန်တော်တို့ first gear ပွင့်သွားပြီသူကတစ်ချက်ချင်းပြစ်တာ second gear ကကျတော့ကျွန်တော်တို့8ချက်ပြစ်တာသူကကျတော့ကျွန်တော်တစ်ချက်ပဲနှိပ်လိုက်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ blue light flashing လေးဖြစ်လာမယ်တဲ့အဲ့ဒါမှကျွန်တော်တစ်ချက်နှိပ်လိုက်တာနဲ့ blue light လေးကဒီလို flashing ဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့က second gear ပွင့်သွားပြီ8ချက်ပြည့်ဖြစ်သွားပြီ third gear ဆိုရင်16ချက်เนาะဒါသူကကြတော့ blue indicator လေးကသူကအခုနပုံမှန်ထက် flashing ရနည်းနည်းပိုမြင်သွားတယ်ဒါဆိုရင်တော့ကျွန်တော်တို့က third gear ပွင့်သွားပြီ16ချက်ပြည့်ဖြစ်သွားပြီပြီး fourth gear လည်းအဲ့ဒီအတိုင်းပဲသူကကြတော့သူက30ချက်ပေါ့နော်အချက်30ချက်ဖြစ်တာ30နဲ့ကျွန်တော်တစ်ချက်ပဲနှိပ်လိုက်ဒါအခုနာကတက်gear တဲ့ပို့ပြီးတော့ flat လိုက်ပိုမြင်သွားတယ်ဒါဆိုရင်ကျွန်တော်တို့က fourth gear ကိုဖွင့်ပြီးသွားပြီအချက်30တစ်စက္ကန့်အချက်30နှုန်းနဲ့ပြစ်တာဖြစ်သွားအဲ့တော့ကျွန်တော်ဒီလိုလေးဖိလိုက်တယ်နဲ့အချက်30ပြစ်စာနေညီမျှတယ်နော်အဲ့လိုမျိုးပြီးကျွန်တော်နောက်တစ်ချက်နှိပ်လိုက်မယ်ဆိုတော့ကျွန်တော်ကဒါမီးပြလေးကညှိန်သွားပြီးတော့ first gear ကိုပြန်ရောက်သွားပါတယ်နော်ဒါကတော့ gear ဖွင့်တဲ့နည်းလေးကိုကျွန်တော်ပြပေးတာပါတန်းပြမယ်နော်အဲ့တော့ကျွန်တော်ဒီဘက်ဘယ်ဘက်ကလစ်နဲ့ကျွန်တော် left click ဒီကောင်ကတော့ဒီဘက်အချမ်းကကျတော့ battery မပါတဲ့အတွက်ကျွန်တော်အားကုန်သွားတဲ့အတွက်တောက်လျှောက်ပြန်သုံးလို့ရတယ်ဒါပေမဲ့ဒီဘက်အချမ်းကကျတော့ battery ပါတဲ့အချမ်းကကျတော့သူအားကုန်သွားရင်သုံးလို့မရတာဖြစ်တတ်တယ်နော်အဲ့တော့ဒီကောင်ကိုသုံးတဲ့ခါကျရင်ဒီလိုတစ်ချက်ချင်းတစ်ခါကျရင်ဒီလိုတစ်ချက်တည်းနေမမိတာမျိုးရှိတယ်အဲ့တော့နည်းနည်းကြာလေးဒီလိုလေးနည်းနည်းကြာလေးအဲ့လိုပြီးတော့ပို့ပြီးတော့မိတယ်ပေါ့နော်ဒါဆိုကျွန်တော် single shot ထားလာတာကျွန်တော်ဒီမှာ single shot ထားလာတော့တစ်ချက်ချင်းဖြစ်တာအဲ့ဒါကို single shot ပဲထားတာပိုကောင်းတယ်ပြီးမှကျွန်တော်ဒီကနေဒီ auto move တွေနဲ့တုံးပြီးတော့ပြစ်တာပုံမိုက်တယ်။တော့ဒီမှာကတော့ကျွန်တော်ဒီမှာမီးပြလေးကအငိမ့်နော်အငိမ့်လေးနေတာကိုတုံးထားတယ်။အဲဒါဆိုတော့သူကတစ်ချက်ချင်းဒါ first gear ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကနောက်ထပ်တစ်ချက်နှိပ်လိုက်တယ်။ဒါဆိုတော့မီးပြလေးနည်းနည်းမိတ်တုံဖြစ်သွားတယ်။ဒါဆိုရင်တော့ဒါ8 gear ဖွင့်သွားတယ်။ဒါ8 gear ဖွင့်သွားနော်။နောက်ထပ်တစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒါက10 gear ဖွင့်သွားတယ်။ဒါဆိုရင်တော့ဒါ16ချက်ဟလာသူရေးထား16ချက်လာပြီနော်။ Okayဒါတော့နောက်ထပ်နှိပ်လိုက်ပြီဆိုဒါက fourth gear ဖွင့်သွားတယ် fourth gear ဆိုတော့ဒါကသူခုနရေးတာ32ချက်နော်ဒီလိုဖြစ်တာokay okay ကုန်သွားတော့ကျွန်တော်ပြန်နှိပ်လိုက်ပြီဆိုတစ်ချက်လေးပြန်ပြစ်သွားပြီအဲ့တော့ဒီကောင်ကိုအားသွင်းမယ်ဆိုတော့သူ့မှာပေးထားတဲ့ဂျိုးနဲ့ပဲ Android ဂျိုးလေးနဲ့ပဲအားသွင်းမယ်အားသွင်းမယ်ဆိုရင်သူကဘယ်လိုလေးလင်းလဲဆိုတော့အခုလိုလေးမီနီလေးမိတ်တုံလင်းနေပြီဗျဒီလိုလေးမီနီလေးမိတ်တုံလင်းနေဆိုတာအားတွင်းနေတာအားပြည့်သွားရင်ကျွန်တော်အထင်တော့ဒါမီနီလေးကအငိမ့်နှင်းသွားတာဖြစ်တယ်ဒါမှမဟုတ်ရင်တိုးမဟုတ်မီနီလေးကလုံးဝပျောက်သွားပြီအဲ့တော့မီနီလေးပျောက်သွားတာဒါမှမဟုတ်မီနီကအငိမ့်နှင်းသွားတယ်ဆိုတာအားပြည့်နော်အဲ့တော့ပစ္စည်းလေးမှာမယ်ဆိုရင်ကျွန်တော်တို့ချက်ပေါက်မှာမီးဆက်တွယ်မီးမြတ်မှာယူလို့ရပါတယ်ခင်ဗျ